အခုဝယ်ရရှိထားတဲ့တင်ထူးတစ်ခုနဲ့စတင်လိုက်ပါစေ။ Trump အစိုးရလက်ထက်တုန်းကအီရန်ကိုပြစ်မှတ်ထားခဲ့တဲ့အလွန်အနေကြီးမားတဲ့လူ့ဝက်စစ်စင်ရေးအစီအစဉ်တစ်ခုရဲ့တုံ့လောက်စရာအသေးစိတ်ချက်လက်တွေပေါက်ကြားလာခဲ့ပါတယ်။ ဒီနေ့အထူးတင်ဆက်မှုမှာတော့ဒီအကြောင်းအရာတွေကိုအသေးစိတ်ဆွေးနွေးသွားမှာဖြစ်ပါတယ်တတဲ့နေရဆိုရင်ဒီအစီအစဉ်မှာတက်ကိုရဲတဲလွန်းတဲ့ရီမန်းချက်ကြီးနှစ်ခုကိုတပြိုင်နက်အကောအထဲဖို့စီစဉ်ခဲ့တယ်လို့သိရပါတယ်ဆိုတော့တစ်ဖက်မှာ EN ရဲ့စီးပွားရေးအသက်သွေးကြောဖြစ်တဲ့ရေနံတင်ပို့မှုကိုထိန်းချုပ်ပြီးချင်းနေတော့အောင်လုပ်ဖို့နောက်တစ်ဖက်မှာကျတော့အများကြီးပို့ပြီးအန်ဒီရများတယ်ပို့ပြီးလဲထိတ်လန့်စရာကောင်းတဲ့စစ်စင်ကြီးတစ်ခုကိုရှုဝက်ကျန်စီနေကြတာပါဟုတ်ပြီဒုတိယရီမန်းချက်ကတော့တကယ့်ကိုတီးထိတ်ရင်ဖို့စကားတကားကြည့်နေရတယ်လို့ပါပဲအီရန်နိုင်ငံရဲ့မြောက်နေတဲ့ထက်ကနေနျူကလ িয়ার ပစ္စည်းတွေကိုရန်လိုစွာထုတ်ယူမဲ့စစ်စင်ရေးတစ်ခုဖြစ်ပါတယ်ဒီနေရာမှာတကယ်ကိုမယုံနိုင်စရာကောင်းတာကပြစ်မှတ်ထားတဲ့ပမာဏပါပဲပေါင်ထောင်နီးပါးလောက်ရှိတဲ့စစ်မြင့်တန်စင်ပြီးယူရေနီယမ်ဒါနျူကလ িয়ার ဘုံတစ်လုံးကိုအချိန်တိုအတွေ့အမြန်ဆုံးထုတ်လုပ်နိုင်တဲ့ပမာဏဖြစ်ပါတယ်ဒီစစ်စင်ရေးကဘလောက်တောင်ရှုပ်ထွေးတယ်လဲဆိုတာကြည့်လိုက်ပါဒါကရိုးရိုးဝင်တိုက်တာမျိုးမဟုတ်ဘူးလေအဆင့်ဒီအများကြီးနဲ့တဆင့်ချင်းစီမှာလည်းအန်တယ်ကအကြီးကြီးချီးပဲတကယ်ကိုမြေပြင်တပ်တင်နဲ့သွားရမယ့်စစ်စင်ရေးကြီးတစ်ခုပါဒါပေမဲ့အရေးကြီးဆုံးအချက်ကတော့ Pentagon ကစစ်ပတ်ဆိုင်ရာစီမံကိန်းရေးဆွဲသူတွေအတွက်ဒီစစ်စင်ရေးဟာခဏတစ်ဖြုတ်ဝင်တိုက်တာမျိုးမဟုတ်ပဲတနိုင်တဲ့လုံးကိုရုံမထွက်နိုင်တဲ့စစ်နွမ်းတဲ့ဆွဲနေသွားနိုင်တဲ့ခြေနေတစ်ခုလို့မြင်ခဲ့ကြတာပါပဲဒီစစ်စင်ရေးကိုစူးစမ်းကြည့်ဖို့တော့ပင်တဂွန်ကမြေပြင်တပ်ဖွဲ့ဝင်အယောက်10,000အဖို့ထက်တိုးဖို့စဉ်းစားခဲ့ရတယ်ဆိုတာကဒီစီမံကိန်းဘလောက်တောင်ကြီးမားကျယ်ပြန့်တယ်လဲဆိုတာကိုပြနေပါတယ်အမေရိကန်ရဲ့ထိတ်တန်းဘူချုပ်ကြီးဟောင်းတယောက်ကဆိုရင်ဒီအစီအစဉ်ကိုထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာအိမ်မက်ဆိုးတစ်ခုလို့ပြက်ပြက်သားသားတုံ့နှုံခဲ့ပါတယ်ဒီစစ်စင်ရေးကြောင့်ပฏิပတ်ခဟာရက်သက်သက်ဖက်အနှဲငယ်နေလားပေါင်းများစွာဒါမှမဟုတ်ဒီထက်တောင်ပိုချသွားနိုင်တယ်လို့ဆိုပါတယ်ဒီလောက်အန်ရယ်များတဲ့စစ်စင်ရေးကိုဘာလို့စဉ်းစားခဲ့ရတာလဲအဖေကတော့တည်င်းနေရဆိုရင်နိုင်ငံရေးရည်မှန်းချက်တွေနဲ့လက်တွေ့မြေပြင်အခြေအနေကြားကကွာဟားချက်ကြောင့်ပါပဲအစိုးရအဖွဲ့ကအရေးကြီးတဲ့နိုဝင်ဘာလကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင်မှာကြီးမားတဲ့အောင်ပွဲတစ်ခုကိုကြီးညာခြင်းတဲ့အတွက်ဒီစစ်စင်ရေးကိုဧပြီလလယ်မှာအပိသက်ဖို့ဖိအားပေးခဲ့တယ်လို့သိရပါတယ်တကယ်လို့ဒီပฏิပတ်ခတာဖြစ်ခင်နောက်ဆက်တွဲစူးကျူးတွေဟာစစ်မြေပြင်မှာပဲရပ်တန့်နေမှာမဟုတ်ပါဘူးကမ္ဘာစီးပွားရေးတစ်ခုလုံးကိုပါပြင်းပြင်းထန်ထန်ရိုက်ခတ်သွားနိုင်မှာပါဘာတွေဖြစ်လာနိုင်လဲဆိုတော့ကမ္ဘာတော်ဝန်ရေနံစေတီထိုးတက်သွားမယ်ကမ္ဘာစာနာရိခဖူလုံမှုကိုချင်းချောင်းနေလေဓမြေသောစာထောက်ပံ့မှုတွေပြစ်တောက်သွားမယ်ပြီးတော့ဒေတာတွင်းမှာပါလူသားချင်းစာနာမှုဆိုင်ရာရေရှားပါမှုအကြက်တွေဖြစ်လာနိုင်ပါတယ်ကဲနောက်ဆုံးအချက်ကတော့ဒီစစ်စင်ရေးသားအကောင့်အထည်ပေါ်ဖြစ်ခဲ့မယ်ဆိုရင်နိုင်ငံတကာစစ်စင်ရေးသမိုင်းမှာလုံးဝမရှိခဲ့ဘူးတဲ့အလွန်အန္တရာယ်ကြီးတဲ့ဇန်နွန်းတေတကူကိုချမှတ်လိုက်တယ်လို့ဖြစ်သွားမှာပါဟုတ်ပြီဒီမှာအဓိကခွာခြားချက်ကိုရှင်းရှင်းလေးမြင်လာနေပါတယ်အရင်ကလွတ်ခဲ့မှုတဲ့စစ်စင်ရေးတွေဥပမာကာဇက်စတမလိုမျိုးပေါ့အဲ့ဒါတွေကနျူကလ িয়ার ပစ္စည်းတွေကိုလုံးကျုံအောင်လုပ်တာမှမဖြစ်အင်ရှင်နိုင်ငံနဲ့ပူးပေါင်းပြီးငင်းငင်းချင်းချင်းလုပ်ခဲ့ကြတာအခုအီရန်အတွက်စဉ်းစားခဲ့တဲ့အစီအစဉ်ကတော့အဲ့လိုမဟုတ်ဘူးတကယ်တိုက်ပွဲတွေကြားထဲမှာအတင်းအဓမ္မဝင်လူယူမဲ့တပေါ်မျိုးဖြစ်နေတာပါဒီအဖြစ်အပျက်ဒီအားလုံးကကျွန်တော်တို့ကိုအရေးကြီးတဲ့မေးခွန်းတစ်ခုနဲ့ခြံထားခဲ့ပါတယ်နျူကလ িয়ার လက်နက်ပြောင်းပွားမှုကိုတားဆီးဖို့အတွက်နိုင်ငံတကာနိုင်ငံဟာဘယ်တိုင်းတာအထိလုံဆောင်တင်တယ်လဲဘယ်လိုအန်တီရဲတွေကိုလက်ခံနိုင်စွမ်းရှိတင်ပါတယ်လဲ